good morning အားလုံးပဲ Zubia friend လေးတွေအားလုံးကြတယ် Zubia တော့စပြီး back to work သွားဖို့အဲ့ဒါအခုဒီမှာစီစဉ်လောက်တာထွက်ပြီးမနေ့ကတော့စသွားပြီပေါ့နော်အဲ့ဒါသတိရလို့မနေ့ကလည်းမပြောပြဘူးဆိုတော့ပြချင်လို့ပါဒါဝယ်တော့အပြည့်အခြေအနေလေးကိုပြမယ်နော်ဒီမှာစနိုးတွေကကြာပြီးတော့တောင်မှအခုထိတောင်မှမရှင်းရသေးပါဘူးတဝက်တစ်ပြက်ပေါ့လမ်းတော့တော်တော်ကြီးတော့ရှင်းနေပါပြီအခုမောင်းနှင်ပြီးတော့ခရီးကိုစတင်တော့မှဖြစ်ပါတယ်ပြောပြချင်တာကတော့ဗာလဲဆိုတော့ကမနေ့ကတော့ဇူဘီကအလုပ်ကိုလာတာနဲ့ insurance အကြောင်းလေးနည်းနည်းပြောပြချင်လို့ဒီနိုင်ငံရဲ့ insurance အကြောင်းလေးတွေကိုနည်းနည်းလေးသိစေချင်လို့ပေါ့နော် short ပေါ့ in short အဲ့ဒါလေးကိုလည်းပြောပြချင်လို့ဒီနေ့ live video လေးလုပ်လိုက်တာနောက်ပြီးတော့ကကြတော့ပြောချင်တာလေးကပါလဲဆိုတော့နောက်ထပ်လည်းဒီနေ့ skin care နဲ့ပတ်သက်တဲ့ဟာလေးတစ်ခုကိုပြပေးဖို့ရှိတယ်အဲ့ဒါလေးလည်းပြောပြချင်လို့ okay အခုသွားမှာအလုပ်သွားမယ်အရင်ဆုံးစီဝင်ထည့်မယ်စီစည်းတွေကစတင်တက်နေပါပြီအခြေအနေအရစီစည်းကဝုန်းကနေကိုတက်သွားပါပြီNew Jerseyမှာတော့တခြားနေရာတွေမှာတော့မပြောတတ်ပါဘူးမလွယ်ပါဘူးတကယ်ကိုဆိုတော့အခုသွားတော့မယ် okay issue အကြောင်းကိုလည်းပြောပြမယ် let's go okay ခုဒါလေးကစီဆိုင်ပေါ့နော်အိမ်နားမှာရှိတဲ့စီဆိုင်မှာစီဝင်ထည့်ရတယ်စီစီကတော့ဝုန်းကနေကို jump ဖြစ်သွားပါပြီ situation တွေကတော်တော်ကြီးဒါလေးကတော့ outside ပေါ့ဇူဘီရဲ့outside လေးအိမ်ရဲ့အဲ့လိုဒါလေးကစီဆိုင်လေး New Jersey မှာကတော့စီဆိုင်ကအခုထိတော့လူထည့်ပြီးသုံးတယ်ပေါ့နော် other state တွေမှာဆိုရင်ကတော့ကိုယ့်ဘက်နေကိုဆင်းပြီးတော့ထည့်ရတယ် still ပေါ့နော်အခုကတော့ထည့်ပြီးနေသုံးမယ်ဒါလေးကတော့အခုဆိုပြီးသွားနေရပါတော့ဒါက post office ဒါကဒီရလေးက downtown လေးပေါ့နော်မြို့လေးကdowntown နေရာလေးမှာအလုံးနေရတော့10 minute လောက်ပဲအရှိမ school bus တွေလည်းသွားနေတယ်ဒီနေရာ speed limit က25ဆို25ကျော်ပြီးတော့မောင်းလို့ကတော့အဲ့မှာချက်ချင်းကို ticket ရသွားမှာပေါ့နော်ပြောချင်တာကတော့ဒီနေ့က insurance အကြောင်းလေးပြောဖို့ blog လုပ်နေနဲ့friend တွေကိုအလုပ်သွားတဲ့ဟာလေးကိုလည်းမပြပြသေးတာနဲ့ပြလိုက်တာ almost အလုပ်နောက်ရောက်တော့မယ်ဒါကအလုပ်ရဲ့ land ticket downtown လေးပါကဲအလုပ်ထဲကိုရောက်ရှိပါပြီဒီမှာတော့စပီဝင်လိုက်တော့မယ်insurance အကြောင်းလေးကိုအမှန်တကယ်တော့ပြောပြမလို့ဒါပေမဲ့အခုကဟိုကမဖြစ်တော့ဘူးဆိုတော့ next vlog မှာတွေ့ကြမယ် insurance အကြောင်းလေးကိုလည်းပြောပြမယ်နောက် skin နဲ့ပတ်သက်တဲ့ product တစ်ခုအကြောင်းလည်းဇူဘီပြစရာရှိတယ်ဆိုတော့ see you on Zubi next vlog okay bye bye